အားလုံးမိတ်မင်္ဂလာပါခုကပလင်ပေါက်ဖူးမှာဖြစ်ပါတယ်ဒီလိုဒီမှာဖောက်တတ်တာငါငါကိုလုပ်ပဲပလင်ပေါက်ဆိုင်ရွက်နေလုပ်ပါတယ်လာခဲ့ပါကြည့်လောက်ကရပါတယ်အမရမနော်အမတွေ့ကဘာရောနဲ့အနီယာပြီးမှအပြာရောလိမ္မော်ရောအပြာရွှေရောငါကရွှေရောကနည်းနည်းမကြိုက်ဘူးကောင်းလည်းမကောင်းဘူးဆိုဘေးရောတော့မလဲဆိုလိမ္မော်ရောไม่တုံးလိုက်မယ်လိမ္မော်ရောအရင်ကောက်ရဆိုလိမ္မော်ရောไม่တုံးမယ်အကလုံးလိုက်ပေးကြတော့ပြမယ်ဘယ်နဲ့ထပ်ပါလဲမသိဘူးဖောက်တယ်ဘယ်ရတယ်ဘောအမတရပါတယ်အမတရပါတယ်လင်းတယ်တရတော့ပါတယ်အားလုံးကြည့်ကြပါရတော့နာနော်ကြည့်ထားပါနော်နေတော့ပြမယ်နော်ငါနေတော့ပြမယ်လို့ဖြစ်ပါတယ်မင်းလို့လေငါနေလို့ပြပါဖောက်ကြည့်မယ်လာမနော်အဲ့မှာနော်ယုံဘေးကြည့်နော်အဲ့မှာဘေးငါဘေးမကြိုက်ဘူးဘေးဝေးလိုက်ရတာအဲ့မှာတခုပါတယ်စတစ်ကာတခုပါတယ်စတစ်ကာလည်းပါတယ်စတစ်ကာရမိုက်တဲ့စတစ်ကာလေးပြန်ဖောက်မယ်ဘာဖြစ်ငါလည်းမသိတော့အတောင်းရမှာငါမယ်ဘယ်ကြိုက်ချီပြေတော့မယ် size ကိုရှင်းနေတော့ထားရဖြစ်ပါရောက်ဆိုပါလို့ရောက်ပေါက်ပါတယ်ကရှိပါနောက်ဆုံးဘလို့ရပေါက်ပါတယ်အဲ့ကလိုက်နဲ့ပြေးလို့ရပါတယ်ရောက်ဆုံးဘလို့ရောက်ဆုံးဘလို့မှာကအပြာအရင်မြန်နော်